မင်္ဂလာပါပြူလေတူလေးလေမင်္ဂလာပါပြူလေကျေးဇူးများကြပါရခင်ဗျာအောင်စုတပင်ကိုအခုလိုပထမညမှာကြော်ရှူစာအားပေးကြတဲ့မေမျိုးကချီရတဲ့မိသားစုများအားလုံးရောယနေ့ရဝင်းရနေကြော်ရှူစာအားပေးကြတဲ့အောင်စုတပင်ကိုချစ်ကြတော့ဒီသားစုများအားလုံးစိတ်ကဒုက္ခကာယဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒဖြာဖြာပြည့်ဝပါစေကြောင်းအောင်စုဇက်တပင်အဖွင့်သူဖွင့်သားမိသားစုများမှာနှုတ်ခေါင်းဆက်တာကာရောပြုအပ်ပါတယ်ခင်ဗျာဒီပါတယ်ဒီမျိုးကလွမ်းနေဆိုပြီးလုံးစင်မကော
အေလုံးဖြူစွာအောင်စဘုံမကျူစွာဒီနေ့တော်ရနိုဘယ်လိုင်းဖြစ်ပါရဲ့ရှင်ပြန်ဆောင်တွေ့ပြီးတော့ဖြောင်းပြခွင့်ပြန်ပြီးတော့ရရတဲ့အတွက်အများကြီးဝမ်းသာပါတယ်လို့ကျွန်တော်လည်းနောက်တစ်ထပ်ပြီးတော့ချစ်ပေးကြပါအောင်လို့တောင်းဆိုကြပါတယ်ရှင်ပြီးတော့ဒီနေ့မှာတို့ဒီမှာလေးကိုလှစေချင်လို့ဖန်တီးပေးတဲ့ဒီဇိုင်နာကျွန်တော်ရဲ့ကိုကြီးကိုကျောင်းရဲ့
ပြီးတော့ကျွန်တော်အမြဲတမ်းနောက်ကနေလိုက်ပြီးပံ့ပိုးပေးတဲ့ကျွန်တော်ရဲ့မိတ်ကပ်မငယ်လေးကျေးဇူးများတင်ပါတယ်ပြီးတော့ဒီနေ့နဲ့ဆင်များပေးတဲ့ရှင်သုံးလေးကိုတဲ့လိုက်ကိုလည်းအရင်ကျေးဇူးတင်ပါတယ်ရှင်နောက်အစီအစဉ်တွေအများကြီးတောက်ရှိပါသေးတယ်အဲ့တော့ဆက်လာမယ့်အစီအစဉ်တွေလည်းအားလုံးပဲအားပေးပါအောင်ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ် Thank you.
ကျေးဇူးတင်ပါတယ်မိသားစုများအားလုံးရုပ်ရည်မိသားစုများအားလုံးရောအနေနဲ့ရေးကောင်းလေးအပိကြတဲ့မိသားစုများအားလုံးညီမတို့ရဲ့ကိုကြီးအားလုံးတွေရောအခုလိုမျိုးပထမညမှာလည်းအပိကြတဲ့ချစ်ရတဲ့လူအားလုံးစိတ်ချမ်းသာခြင်းကိုကြွားကြတဲ့ပြည့်စုံပြီးတော့နောက်ထပ်ဝဝလေးအများကြီးတို့နိုင်ပြီးတော့လူနိုင်တန်းနိုင်ဌာနပြနိုင်ကြပါစေလို့ဆုတောင်းတောင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီနေ့လို့ရောအားလုံးပြင်ပေးတယ်MTY ငယ်လေးရောနောက်ဒီဇိုင်နာကိုကြီးစောနော်ဒီမလေးတွေရှင်တော်လေးကိုရတဲ့အားလုံးကျေးဇူးများတင်ပါတယ်နောက်နေ့တွေမှာလာရောက်ပြအားပေးချပါအောင်လို့ဖြစ်ပါလိမ့်ပါရှင်ကျေးဇူးပါ